ဆိုတော့ကလည်းလှုပ်ချင်တယ်ကိုယ့်ရဲ့မျက်နှာကိုလည်းလူတွေသိအောင်မပြချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အခုလုပ်ပြသလိုမျိုးတခြားသူရဲ့ပုံကနေမှစကားပြောတဲ့ဗီဒီယိုဖြစ်နေပြောင်းလို့ရတဲ့ application လေးတစ်ခုနဲ့မိတ်ဆက်ပေးသွားပါမယ်ဒါကြောင့်မို့လို့အဆုံးထိကြည့်သွားပေးအောင်နော် DapTap လို့ခေါ်တဲ့ application ကို Play Store မှာ download လိုက်ပါဒီကောင်လေးနဲ့ဘာတွေလုပ်လို့ရမလဲဆိုတော့ဓာတ်ပုံကနေစကားပြောတဲ့ဗီဒီယိုလေးတွေပြောင်းလို့ရမယ် text ကနေပြီး AI ပုံလေးထုတ်ပေးနိုင်တယ်ဗီဒီယိုတွေကအတန်ကိုအတန်ကြီးပဲ MP3 ပြောင်းသုံးလို့ရမယ် AI နဲ့လည်း voice over သွင်းခိုင်းလို့ရပါမယ်ဗျဒါပြီးဆို app ထဲကိုဝင်လိုက်ပါအခုလိုမျိုးနမူနာပြထားတဲ့ပုံမှာကိုယ့်အတန်ပြောင်းမလားပုံပြောင်းပြီးတော့သူတို့အတန်ကိုပဲသုံးမလား Ce n'est qu'avec toi que je peux sentir que je suis vivant. Pour moi, ကျွန်တော်ကတခြားသူပုံကနေကျွန်တော်အတန်နဲ့စကားပြောပြမှာမို့လို့ဒီအပေါင်းခလိုလေးနှိပ်ပြီးတော့အစ်စ်ခေါ်လိုက်မယ်သုံးမဲ့ပုံကိုယူလိုက်မယ်ပုံကမျက်နှာတိကျရှင်းရှင်းလင်းလင်းပေါ်တဲ့ပုံမျိုးကိုသုံးဖို့တော့လိုပါမယ်နော်အတန်ကိုတခါတည်းဒီ app ခဲတင်ပြီးသုံးမလားဗီဒီယိုတွေကအတန်ကို MP3 အဖြစ်နဲ့ extract လုပ်ပြီးသုံးမလား AI အတန်ပြောင်းပြီးသုံးမလားရတယ်ပေါ့နော်ကျွန်တော်ကတော့တွင်းထားတာကိုပဲပြန်သုံးလိုက်မှာပါဗျခဏဆောင်လိုက်ပေါ့နော်ရပြီဆိုသူက ready လို့ပေါ်လာပါလိမ့်မယ် free version ဆိုတော့သူကကန့်သက်ချက်တော့ရှိပါတယ်ဗျကိုကရေရှည်သုံးမယ်ဆိုရင် paid version ဝယ်သုံးတာတော့အကိုက်ဆုံးပါပဲတပုတ်တလေအပျော်ပဲဆိုရင်တော့သူပေးထားတဲ့ဒီအားလုံးနဲ့တော့ရပါတယ်ရပြီဆိုတော့ကြည့်လိုက်မယ် ဝင်စားပွဲနီးပညာအကြောင်းလေးတင်ဆက်ပေးသွားမှာမို့လို့ရန်ကုန် Insight Channel လေးကိုအမြဲစောင့်ကြည့်ပေးဖို့မမေ့ပါနဲ့နော် ဒါလေးနေပြီးတော့ download ထားပါမယ်သူ့ logo ပါပြီးနဲ့ကျွန်တော်တို့ CapCut ထဲမှာပြန်ဖြောက်လို့ရပါတယ် AI တမကမြန်မာလိုတော့မရသေးပါဘူးတခြားဘာသာစကားအတော်များများတော့ရပါတယ်text ကနေပြီးတော့ voice ကိုပြောင်းခိုင်းလို့ရတာပါ voice ကိုလည်းအတန်မျိုးမျိုးပြန်ယူလို့ရတယ်ပေါ့နော်ဒါကတော့ဗီဒီယိုတွေကအတန်တီးတန့်ကိုပဲသုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတဲ့နေရာပါကဲဒါဆိုလို့ရှိရင်မျက်နှာမပြဘဲနဲ့ပုံကနေစကားပြောတဲ့ဗီဒီယိုတွေလုတ်တက်လောက်ပြီနော်စမ်းကြည့်လို့ရှိရင် comment မှာပြထားပေးခဲ့ပါအောင် ဝင်စားပွဲနီးပညာအကြောင်းလေးတင်ဆက်ပေးသွားမှာမို့လို့ရန်ကုန် Insight Channel လေးကိုအမြဲစောင့်ကြည့်ပေးဖို့မမေ့ပါနဲ့နော်